အီရန်နဲ့အစ္စရေးတကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့နောက်ဆုံးရသတင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးကြားတင်းမာမှုတွေဟာဒေတာတွင်းတင်မကပဲတကမ္ဘာလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေရတဲ့အခြေအနေမှာရှိနေပါတယ်။လက်ရှိအချိန်အထိလူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့နောက်ဆုံးရအခြေအနေတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အပြန်အလှန်တိုက်ခိုက်မှုအခြေအနေအစ္စရေးရဲ့အီရန်တို့ဟာရခိုင်ကလို့ကြားခံအဖွဲ့အစည်းတွေဥပမာဟစ်ဇ်ဘိုလာဟာမက်ကတဆင့်တိုက်ခိုက်တာမျိုးတွေမဟုတ်တော့ပဲဓာတ်ရိုက်ရင်ဆိုင်လာကြတာကအဓိကအထူးခြားချက်ဖြစ်ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုအီရန်ဘက်ကဒုံးကျည်ရာနဲ့ချီပြီးအစ္စရေးကိုတိုက်ခိုက်ပစ်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့အစ္စရေးဘက်ကလည်းအီရန်နိုင်ငံအတွင်းကစစ်ရေးပစ်မှတ်တွေကိုလည်းပြန်လည်တုံ့ပြန်တာမျိုးတွေရှိနေပါတယ်။ဒီကြောင့်ရန်ကာကွယ်ရေးအစ္စရေးရဲ့အန်ယွန်ဒုံးနဲ့အာရိုးစနစ်တွေဟာအီရန်ရဲ့ဒုံးကျည်အများစုကိုချဖြတ်ဟန်တားနိုင်ပြီးမြဲအီရန်ရဲ့နည်းပညာတိုးတက်လာမှုကိုတော့ကမ္ဘာကတတိထားမိလာကြပါတယ်။ပြစ်မှတ်ထားခံရနိုင်ရှိသောနေရာများကတော့အစ္စရေးကအီရန်ကိုပြန်လည်တုံ့ပြန်ရမှာဘယ်နေရာတွေကိုပြစ်မှတ်ထားမလဲဆိုတာကအခုနောက်ပိုင်းလူပြောအများဆုံးသတင်းဖြစ်ပါတယ်။နျူကလ িয়ার စက်ရုံများအစ္စရေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုနောက်နှေးအောင်တိုက်ခိုက်မလားဆိုတာစိုးရိမ်မှုတွေရှိနေပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ဒါကိုသဘောမတူပဲကန့်ကွက်ထားပါတယ်။ရေနံစက်ရုံများအီရန်ရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ရေနံတင်ပို့မှုကဏ္ဍကိုတိုက်ခိုက်ခဲ့ရင်ကမ္ဘာရေနံစီးနှုန်းတွေအဆမတန်တက်သွားနိုင်ပါတယ်။နိုင်ငံတကာရဲ့အခမ်းကဏ္ဍများကိုတော့အမေရိကန်အစ္စရေးကိုအပြည့်အဝကာကွယ်ပေးမယ်လို့ကတိပြုထားပေမဲ့စစ်ပွဲအကြီးအကျယ်မဖြစ်ပွားစေဖို့ထိန်းလုပ်ဖို့တိုက်တွန်းနေပါတယ်။အာရပ်နိုင်ငံများဂျော်ဒန်ဆော်ဒီအာရေဗျစတဲ့နိုင်ငံတွေကသူတို့ရဲ့ဝေဟင်ပိုင်နက်ကိုစစ်ပွဲအတွင်းအသုံးမချဖို့နဲ့ငြိမ်းချမ်းရေးကိုပဲလိုလားကြောင်းပြောဆိုနေကြပါတယ်။တတိထားရမယ့်အချက်တွေများကတော့ဒီစစ်ပွဲဟာကြားခံစစ်ကနေတိုက်ရိုက်စစ်အတွင်ကိုကူးပြောင်းဖို့ရှီလန်းပြင်နေတာကြောင့်အရှိအလဲပိုင်းဒေတာတစ်ခုလုံးမတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်လောင်စာဆီဈေးနှုန်းနဲ့ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ်တက်ရောက်မှုအများကြီးရှိလာနိုင်ပါတယ်။ပြောရရင်တော့လောလောဆယ်မှာနှစ်ဖက်စလုံးကပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့အပြန်အလှန်ချင်းချောက်နေကြဆဲဖြစ်ပြီးအမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့စစ်မီးမပွားအောင်ထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်